ဒီကောင်လေးကိုရေအောက်မှာစောက်ထားတဲ့ထောင်တစ်ခုထဲပိတ်ချထားလိုက်တယ်ဒီစိန်ခေါ်မှုမှာသူနိုင်ရရင်ဒေါ်လာ1000ရမယ်လွတ်မြောက်ဖို့နည်းလမ်းတစ်ခုပဲရှိတယ်အဆောင်ရဲ့စီကန်းတွေကိုလိုက်နာရမယ်ရေတောင်ရဲ့အပြင်ဘက်မှာတော့လေးခုထားတယ်စီကန်းတစ်ခုပြည့်စုံတိုင်းတော့တစ်ခုရမယ်ကောင်လေးကအပြင်ထွက်ဖို့စူးစမ်းတယ်ဒါပေမဲ့ရေတောင်ကအရမ်းမြင့်နေတော့သူလုံးဝပင်ပန်းသွားတဲ့အဆောင်မကပြောတယ်ပထမစီကန်းမှာမင်းက96တကောင်ကိုနမ်းရမယ်ကောင်လေးကဒီအလုပ်ကိုလုပ်ဖို့လုံးဝမပြင်ဆင်ထားဘူးဒါပေမဲ့အပြင်ထွက်ဖို့အတွက်သူကတတိပြပြီးငါးကိုနမ်းလိုက်တယ်ဒီမြင်ကွင်းကအရန်ရည်စရာကောင်းတယ်ကောင်လေးကပြသလိုက်တယ်ပထမတော့ကိုရရှိသွားတဲ့အခန်းထဲမှာအိမ်သားတစ်လုံးလဲသူမြင်တယ်ဘာလို့ထားတာလဲသူနားမလဲဘူးဒါပေမဲ့သူဆုံးဖြတ်လိုက်တယ်ဒါကိုမသုံးဘူးလို့ဒုတိယစိန်ခေါ်မှုစတင်တဲ့အဆောင်ကလက်တဆုပ်စာဘောလုံးလေးတွေကိုရေထဲပစ်ချလိုက်တယ်စီကန်းကအသက်ရှူမထုတ်ပဲတပြိုင်နက်ဘောလုံးအားလုံးကိုကောက်ရမယ်ကန်ကောင်းတာကကောင်လေးကအရန်ကောင်းတဲ့ရေကူးသမားပါသူကမြင်မြန်ဆန်ဆန်ပဲဘောလုံးအားလုံးကိုကောက်ယူပြီးဒုတိယတော့ကိုအနိုင်ရလိုက်တယ်အခုဆိုတော့နှစ်ခုပဲကျန်တော့တယ်အဆောင်နှစ်ယောက်ကစိန်ကြကြနဲ့ရေရဲထိုင်ပြီးမနှက်စာစားနေကြတယ်ဒီအချိန်မှာကောင်လေးကပြောလိုက်တယ်ငါ့ကိုလည်းတခုခုကျွေးပါဦးအဆောင်ကသူ့ကိုဒိုးနဲ့ပေးလိုက်တယ်ဒါပေမဲ့ဒါကရေရဲဆိုသွားပြီးအရသာလုံးဝမရှိတော့ဘူးကောင်လေးကသူ့သွားတွေကိုအမြန်တိုက်ပြီးတတိယစီကန်းကိုစတင်လိုက်တယ်အခုသူက10မိနစ်ကြာအသက်ရှူအောင်ထားရမယ်ကလေးဘဝကလေးကရေကူးခဲ့တဲ့အတွက်ဒါကသူ့အတွက်လွယ်ကူတယ်မိနစ်ဝက်ကချက်ချင်းကုန်သွားတယ်ကောင်လေးကအေးစေးတည်ငြိမ်စွာရေထဲမှာနစ်မြုပ်နေတဲ့အချိန်ပြည့်သွားတယ်တတိယတော့လည်းရသွားပြီအခုဆိုတော့တခုပဲကျန်တော့တယ်ကောင်လေးကယုံကြည်မှုအပြည့်နဲ့အဆောင်ကိုစိန်ခေါ်ဖို့ပြင်ဆင်နေရဲဒါပေမဲ့ဒီအချိန်မှာပဲအဆောင်တွေရုတ်တရက်ပျောက်ကွယ်သွားတယ်ကောင်လေးအံ့အားသင့်သွားတယ်ကောင်လေးကပြောတဲ့ခုထီတော့တခုကြံနေသေးတယ်ငါဘလို့ထွက်ရမှာလဲတကယ်တော့အဆောင်ကချို့ဝက်စွာနောက်ဆုံးတော့ကိုအိမ်သားရဲမှာပစ်ချထားခဲ့တာကောင်လေးကထင်နေတဲ့အဆောင်တွေပြန်လာမယ်လို့ဒါကြောင့်ညဖက်အထိစောင့်နေရဲအိမ်မက်တိုးလာတော့သူတွေးမိတယ်အခုဆိုဒီလောင်အိမ်ကိုခွဲရတော့မယ်သူကအိမ်သားကိုမြောက်လိုက်တယ်ဒီအချိန်မှာပဲရေစေးကန်ဖုံးကျသွားပြီးအောက်မှာနောက်ဆုံးတော့ကိုတွေးလိုက်ရတဲ့ကောင်လေးကယုံမရဖြစ်နေရဲဒီလောက်ကြာတော့ကသူ့နားမှာပဲရှိနေတာလား